မင်္ဂလာပါဟုတ်ပါပြီဒါဆိုရင်နာမည်လေးမိတ်ဆက်ပေးပါလို့ရှိန်သက်နာမည်ရှိန်သက်လို့ခေါ်ပါတယ်ရှိန်သက်စကားမပြောတာကိုသိလဲတာ2နှစ်သားအရွယ်မှာသိရတယ်အဲ့ကြတော့သူတို့မပြောတော့ဘူးနားလည်းမကြောက်ဘူးစကားလည်းမပြောတော့ဘူးဆိုတာအဲ့ချိန်ကျတော့တေးသေးချာချာဆုံးဖြတ်ချက်ချတာပေါ့ကွာခုလက်ရှိကတော့သူပေါင်းမုံပညာကိုသူသင်နေတယ်သင်တယ်သူတို့မပြောတတ်တဲ့လူတွေကိုသင်ရနေပြီးတော့သူတို့လာစာလေးပြန်ပေးတယ်အဲ့လာစာကိုတော့အမေကိုအကုန်ပေးတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်အားပေးမယ်နော် Well, looky here, what do we have? Another pretty thing ready for me to grab. But little does she know that I'm a wolf and she's clubbing. Cause at the end of the night, it is her I'll be holding. I love you so, hey, that's what you'll say. You'll tell me, baby, please don't go away. But when I play, I never stay. So every girl that I meet, yeah, this is what I say. You know what, yeah.တက်ဆက်တော့အရန်ပဲကောင်းပါတယ်အရန်လဲစူးစမ်းထားတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကိုအယိုးအရင်ဆုံးမေးကြည့်လိုက်မယ်နော်စကိတ်ကငငယ်တော့ကျွန်တော်လည်းစီးဘူးတယ်ဗျာစီးတယ်အင်မတန်ဒူးပြဲတဲ့ကိစ္စမဟုတ်လို့လေနောက်မစီးတော့ဘာလို့မေးစီပါစုပ်မှာဆိုလို့စကိတ်ကိုရိုးရိုးစီးတာတော့မှမလွယ်ဘူးဗျအခုညီလေးအရန်တော်ပါတယ်ဒီ music ကိုနားမကြားပဲနဲ့ကစားသွားတာသိတော်တယ်နားမကြားဘူးပြောရဒါပေမဲ့တန်စင်ကိုပေါ့နော်သူဟိုတီလုံးရဲ့ BT နဲ့လိုက်ပြီးတော့သူအဲဆလလွန်လို့ခေါ်တာပေါ့ခင်ဗျားတို့ခေါ်အဲ့ဘလို့သူဘလို့လောက်တာလဲမသိဘူးသူကစကိတ်ကိုအရန်ဝါသနာပါလို့လဲတန်းကုန်းအောင်မှာပေါ့သူများစီးနေရတွေ့ပြီးသူစီးနေတာတွေ့ရောလိုက်စီးခြင်းကိုဖက်နှက်ဝယ်ပြီးစီးရဒါပေမဲ့သူနားမကြောက်နောက်ဆုံးဘယ်လိုလုပ်လဲဆိုသူရင်ဘတ်တွေက happy နဲ့လိုက်ပြီးတော့ခံစားပြီးတော့သူလိုက်စီးနေစီးတက်သွားတာဝိုးကိုယိုး Yesမမို့ဦးတီ Yes ပါရောက်ပဲကျန်တော့တယ်နောက်ဆင်းတက်တာကိုမြင်ချင်တယ်စူးစမ်းပါ Yes ဘယ်တဲ့သူအားပေးနေပါလေလို့ပြောပါလေပြောလားခင်ဗျဘယ်လိုခံစားရလဲကျွန်တော်ကတော့ yes ဟုတ်ကဲ့ကျွန်တော်လည်းရေးပါလေကွာ yes ပါအများကြီးရဲ့ဘာမှညီမလည်းရှိရဲ့